မင်္ဂလာပါကျမအခုပြောပြပေးမှာကတော့သင်ခန်းစာအဟောင်းတွေပဲအဲ့ဒီမှာအသစ်တစ်ခုအနေနဲ့ဒီထူလာကပါလဲဆိုတဲ့ခါကျတော့ Google ထဲမှာ ASEAN Fresh ဆိုပြီးတော့မှအာဆီယံနိုင်ငံတွေထဲကအလံတွေကိုရွေးလိုက်မယ်ပေါ့ရှာကြည့်လိုက်မယ်ပေါ့ရှာကြည့်ပြီးသွားတဲ့အခါမှာအဲ့ဒီတွေကနေပြီးတော့ဘယ်လိုအလံမျိုးတွေကိုစမ်းပြီးတော့ကိုယ့်ဘာသာကိုလေ့ကျင့်ပြီးဆွဲကြည့်မလဲဆိုတာလေးတွေကိုအခုပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီမှာစာမျက်နှာအသစ်တစ်ခုယူမယ်ဆိုရင်ဘယ်လိုယူလို့ရလဲhome menu ထဲက new slide ထဲမှာနှိပ်လို့ရတယ် control ကိုဖိထားပြီးတော့မှ M ကိုနှိပ်ရင်လည်းရတယ်ဒီသင်ခန်းစာလေးကပြောပြထားပြီးသားဖြစ်ပါတယ်အဲ့တော့အခုကျမကGoogle ထဲမှာဘယ်လိုမျိုးလေးလုပ်မလဲရှာမလဲဆိုတာလေးပြောပြပါမယ် Google ထဲမှာဒီလိုမျိုး ASEAN Fresh ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ Enter နှိပ်လိုက်ပါမယ်အဲဆိုရင်အာဆီယံနိုင်ငံရဲ့အလံလေးတွေကိုမြင်ရမှာဖြစ်ပါတယ်ရှင်ဟုတ်ပြီအဲ့ထဲကကျမဒီမှာနာမည်လေးနဲ့ရေးပြထားတာလေးကိုကျမယူပြပါမယ်โอเคချက်နှိပ်လိုက်ပြီးတော့ visit ကိုနှိပ်လိုက်ပါမယ်ဆိုလို့ရှိရင်တော့အာဆီယံအလံတွေကိုအများကြီးပြပေးထားတဲ့ပုံလေးကိုကျမတို့မြင်ရမှာဖြစ်ပါတယ်ရှင်အဲ့ဒီထဲကနေပြီးတော့မှဒီမှာဗီယက်နမ်အလံလေးကိုကျမတို့ဆွဲကြည့်ကြရအောင်နော်ဗီယက်နမ်အလံလေးကိုဘယ်လိုဆွဲမလဲဆိုတာလေးကို PowerPoint ထဲမှာပြပေးပါမယ်ဗီယက်နမ်အလံကဆိုလို့ရှိရင်အနီရောင်ရဲ့နောက်ထပ်မှာအဝါရောင်ကျယ်လေးတစ်လုံးရှိတယ်အဲ့ဒါလေးကို PowerPoint ထဲမှာဘယ်လိုဆွဲမလဲဆိုတာပြပြပေးပါမယ်ရှင်အဲ့တော့ဒီမှာ home menu ထဲက drawing group ထဲကshape လေးရှိတယ်အဲ့ဒီ shape လေးတွေကလေးထောက်ကွက်ကလေးယူလိုက်ပါမယ် mouse ကိုဖိပြီးတော့မှကိုလိုချင်တဲ့အကျယ်အတိုင်းရအောင်ဆွဲလိုက်ပါမယ်အခုသင်ခန်းစာလေးကအရွယ်အစားကိုဘယ်လောက်အတိုင်းအတာယူမလဲဆိုတာကိုမပြောဘဲနဲ့ကိုလိုချင်တဲ့အရွယ်အစားတိုင်းရအောင်ဖိပြီးတော့ဆွဲလိုက်တာဖြစ်ပါတယ်ရှင်အဲ့တော့ဒီမှာဖိပြီးတော့ဆွဲလိုက်ပြီးတော့ဒီမှာဒီရဲ့ size ကိုအရွယ်အစားပြင်တာမျိုးမဟုတ်ပဲနဲ့ရုပ်ပုံပေါ်မှာ direct တန်းပြီးတော့အရွယ်အစားကိုပြင်လို့ရပါတယ်ရှင်ဘယ်လိုပြင်လဲဆိုတော့ဒီစက်ဝန်းလေးဒီရုပ်ပုံလေးမှာတစ်ချက်နှိပ်လိုက်ရင်စက်ဝိုင်းလေးတွေရှိတယ်အဲ့ဒီစက်ဝိုင်းလေးတွေကိုဖိပြီးတော့မှချုပ်လို့ရတယ်ချဲ့လို့ရတယ်အပေါ်အောက်ကိုလည်းအဲ့လိုပဲချုပ်လို့ရတယ်ချဲ့လို့ရတယ်အဲ့လိုမျိုးလေးအနေထားလေးကိုပြောပြပေးချင်တာဖြစ်ပါတယ်ရှင်အဲ့တော့အယောင်ပြောင်းမဲ့ဆိုတာကရှေ့ဖေးထဲမှာနီရောင်လေးရှေ့အောက်လိုင်းမှာနူးအောက်လိုင်းအဲ့လိုရေးလို့ရတယ်ပြီးရင်ကျယ်လေးရွေးမယ်ပေါ့ရှင်ကျယ်လေးဒီမှာကတော့ငကိုရှိပြီးသားမို့လို့အဲ့လိုရွေးလို့ရတယ်တကယ်လို့မဟုတ်ဘူးဆိုရင်ဒီ down arrow လေးကိုနှိပ်ပါ star and banner ထဲကနေပြီးတော့မှကျယ်လေးကိုယူပါမယ်ပြီးရင် shift ကိုဖိထားပြီးတော့မှဆွဲလိုက်ပါမယ်ကိုလိုချင်တဲ့အတိုင်းအတာလေးရသွားပြီလို့ယူဆရတဲ့အခါကြာလို့ရှိရင်တော့ shape ပေးတဲ့ကနေပြီးတော့မှကျယ်လေးကိုအယောင်ပြောင်းလိုက်ပါမယ်ရှေ့အောက်လိုက်ထဲကနေပြီးတော့မှ no အောက်လိုက်ကိုရေးပါမယ်ဟုတ်ပြီဒီကျယ်လေးကိုဒီအနီရောင်လေးထောက်ကွက်ရဲ့အလယ်တက်တက်ကိုဖြစ်ချင်တယ်ဆိုရင်ဘယ်လိုပြုလုပ်ရမလဲဒါလေးကသင်ခန်းစာနံပါတ်1မှာရော2မှာရောပြောပြပြီးသားဖြစ်ပါတယ်โอเคကျွန်မအခုဘာလုပ်လဲဆိုတော့ control A ကိုနှိပ်လိုက်ပါမယ်ပြီးရင်တော့ align center align middle ဆိုတာလေးနှိပ်လိုက်ရင်ကျမတို့ကအလယ်တက်တက်ကိုရောက်သွားပြီဖြစ်ပါတယ်အဲ့တော့အလယ်တက်တက်ကိုရောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကနည်းပညာကိုအသုံးပြုလိုက်တာပဲဖြစ်ပါတယ် alignment ထဲမှာalign center align middle ဆိုတာလေးရွေးလိုက်တယ်ဆိုလို့ရှိရင်သူကအလယ်တက်တက်ကိုလိုနည်းရောက်သွားမှာဖြစ်ပါတယ်ရှင်ပြီးရင် group လုပ်ပါမယ်အဲ့တော့ menu ကိုနှိပ်မယ်ဆိုရင်တော့ group ထဲကနေပြီးတော့ group ကိုနှိပ်လို့ရတယ်ဒါမှမဟုတ်ရင် control G ကိုနှိပ်လိုက်လို့ရပါတယ်ရှင်ဒါဆိုရင်တော့ VN အလံလေးကိုလွယ်ကူစွာနဲ့ဆွဲလို့ရသွားတာဖြစ်ပါတယ်ရှင်ဒါဆိုရင်နောက်ထပ်အလံတစ်ခုထပ်ဆွဲမယ်ပေါ့အဲ့ဒါဆိုရင် slide အသစ်ယူပါမယ်ဘာနှိပ်ရမလဲ control M ကိုနှိပ်ပါမယ်ရှင်ဟုတ်ပြီနောက်ထပ်အလံကဘာအလံလေးဆွဲမလဲကြည့်လိုက်တဲ့အခါကျတော့ထိုင်းနိုင်ငံရဲ့အလံလေးဆွဲမယ်ပေါ့ထိုင်းနိုင်ငံအလံကအနီရောင်အဖြူရောင်အပြာရောင်အဖြူရောင်အနီရောင်အဲ့လိုမျိုးလေးဖြစ်ပါတယ်အဲ့ဒီအလံကိုဆွဲကြည့်ပါမယ်ရှင်ဒါဆိုရင်ကျမတို့ဒီမှာ shape လေးယူလိုက်ပါမယ်ပြီးရင်
ဒီမှာဆွဲလိုက်ပြီပေါ့ကိုလိုချင်တဲ့အတိုင်းအတာတိုင်းဆွဲတယ်ဆိုရင်ဒီမှာတစ်လက်မလားနှစ်လက်မလားသုံးလက်မလားဆိုတဲ့အတွေ့တိုင်းတာမဟုတ်ပဲねကိုစိတ်ကြိုက်ဆွဲလိုက်တဲ့သဘောပါရှင်ပြီးရင်အယောင်လေးကအနီရောင်ဟုတ်ပြီဒါလေးကို control C control V နှိပ်ပြီးတော့ပွားလိုက်ပါတယ်ပြီးသွားရင်သူ့ကိုအဖြူရောင်လေးပြောင်းလိုက်ပါမယ်ရှေ့အောက်လိုင်းမှာ no outline လုပ်လိုက်တယ်ပြီးရင် control C control V နှိပ်ပြီးတော့မှဒီမှာနည်းနည်းလေးကြီးအောင်ပြုလုပ်ပေးလိုက်ပါမယ်ရှင်နော်ဒီသူ့ကနည်းနည်းလေးသေးပေးမယ်သူ့ကိုလည်းနည်းနည်းလေးသေးပေးမယ်ဟုတ်ပြီဒီလိုမျိုးလေးပြင်မယ်သူဒီလိုမျိုးလေးရွှေ့မယ်အယောင်လေးထည့်လိုက်ပါမယ်ရှင်အယောင်လေးထည့်လိုက်မယ်နော်ဟုတ်ပြီဒီအဖြူရောင်လေးကို control C control V လုပ်ပြီးတော့အောက်ကိုဆွဲလာပါမယ်နီရောင်လေးကို control C control V နှိပ်ပြီးတော့အောက်ကိုယူလာမယ်။ Okay ဒီနေရာမှာကျမသင်ခန်းစာလေးတစ်ခုထပ်ပြီးတော့ပြောပြချင်တယ်ရှင်။ဒီလိုမျိုးလေးရွက်နေတယ်ပေါ့။ဒီလိုမျိုးလေးရွက်နေတယ်။အဲ့ဒါဆို control A လုပ်ပါ။လုပ်ပြီးတော့ဒီမှာရွက်နေတဲ့ဟာလေးရှိတယ်ပေါ့နော်။အဲ့ဒါလေးကိုညီအောင်လုပ်မယ်ဘယ်လိုလုပ်မလဲဆိုတော့ align ထဲကနေပြီးတော့မှ left ဘယ်ဘက်ခြမ်းအညီလို့ပြောင်းလိုက်တယ်။အဲ့ဒါပြီးရင်တော့ group လုပ်လို့ရပါပြီရှင်။ဒါဆိုရင်တော့ထိုင်းနိုင်ငံအလံလေးကိုလွယ်ကူစွာနဲ့ဆွဲလို့ပြီးသွားပါပြီရှင်။အကယ်၍များပေါ့အခုလိုအချိန်မှာမှကျမတို့ကဒီရှေ့ရဲ့ outline ဒီမှာ line လေးတွေပါနေတယ်အဲ့ဒါကိုမလို့ချင်လို့ဖြတ်မယ်ဆိုရင် shape outline ထဲမှာ no outline အခုအားလုံးပြီးသွားမှပြင်လဲရတယ်ပေါ့နော်။ဒါဆိုရင်တော့ထိုင်းနိုင်ငံအလံလေးကိုနမူနာလေးပေါ့နော်ဒါနမူနာလေးပါအဲ့လိုဆွဲပြီးလို့ပြီးသွားပြီဖြစ်ပါတယ်ရှင်။အဲ့တော့နောက်ထပ်ဘယ်နိုင်ငံအလံဆွဲချင်လဲဒါ control M ကိုနှိပ်နေပြီးရင်နိုင်ငံတစ်ခုရဲ့အလံလေးတွားကြည့်ရအောင်ကျမတို့ဘာလေးဆွဲမလဲဆိုတော့လာအိုနိုင်ငံကိုဆွဲပါမယ်လာအိုနိုင်ငံဆိုလို့ရှိရင်အနီအပြာအနီပြီးတော့မှအဖြူအောင်ဝါလုံးဝိုင်းလေးโอเคဆွဲကြည့်ပါမယ်နော်ဒီထောက်လေးယူပါမယ်ဒီဆွဲလိုက်ပါပြီသူရဲ့အယောင်ကအနီရောင်ဟုတ်ပြီ control C control V လုပ်ပြီးတော့အောက်မှာထားလိုက်ပါမယ်နည်းနည်းလေးချဲလိုက်ပါမယ်သူ့မှာကအယောင်ကအပြာရောင်လေးဖြစ်ပါမယ်ပြီးရင်ဒီအနီရောင်နဲ့အရွယ်အစားတူတာလေးယူမှာဖြစ်တဲ့သူ့ကို control C control V လုပ်ပြီးတော့အောက်မှာထားလိုက်ပါမယ်ဒါဆိုပြင်စရာမလိုတော့ဘူးเนาะအလယ်မှာဝါလုံးဝိုင်းလေးဆွဲမယ်ဝါလုံးဝိုင်းဆွဲမယ်ဆိုဒီမှာဝါလုံးလေးရှိပါတယ်ကျေပုံစံလေးဆွဲတုံးကလိုမျိုးပဲဝါလုံးဝိုင်းလေးကိုလည်းပဲအရွယ်အစားညီညီလေးလုပ်ချင်တယ်ဆိုရင် shift ကိုဖိပြီးတော့မှဒီလိုမျိုးလေးဆွဲလိုက်ပါမယ်ဟုတ်ပြီဝါလုံးဝိုင်းလေးရသွားပြီအဖြူရောင်လေးထည့်ပါမယ် no outline လေးပြုလုပ်ပါမယ်ပြီးရင်အလဲတက်ထားခြင်းနဲ့နော်အလဲတက်ထားခြင်းရင်သူ့ကိုနှိပ်လိုက်ပါမယ်အဲ့တော့ဝါလုံးလေးကိုနှိပ်ပြီးသွားတော့မှဒီနောက်ကရုပ်ပုံလေးကိုနှိပ်ခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ shift ကိုဖိထားပြီးတော့မှ mouse နဲ့တစ်ချက်သွားနှိပ်တယ်ဆိုရင်ဒါအပြာရောင်လေးနဲ့ဝါလုံးဝိုင်းလေးကို select လုပ်ပြီးသားဖြစ်သွားတယ်ရှင်ဟုတ်ပြီအဲ့ဒီအချိန်မှာကျမတို့ကအလဲတက်ထားခြင်းနဲ့ဆိုရင် format ထဲက align ထဲမှာ center align ထဲမှာ middle အဲ့လိုရေးလို့ရတယ်ရှင်ဒါဆိုရင်ဝါလိုဝိုင်းနဲ့အလဲတက်လေးရသွားပြီပြီးရင်တော့ control A နှိပ်ပါမယ် control G နှိပ်ပါမယ်ရှင်အဲဆိုရင်လာအိုနိုင်ငံရဲ့ပုံလေးဒီအလံပုံလေးကိုဆွဲပြလာပြီးသွားပြီဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အခုဆိုရင်ဗီယက်နမ်နိုင်ငံကိုဆွဲတော့ဆိုလို့ရင်ဘာမှအပူမရှိဘူးเนาะဒီမှာ align center middle ပြောင်းလိုက်ပြီးသွားပြီဒီမှာဆိုလို့ရှိရင်လည်းပဲအင်းကြောင့်ဒီလေးထောက်ကွက်ကလေးတွေကိုဖိဆွဲသွားရုံနဲ့ဒီထိုင်းနိုင်ငံနဲ့လက်နိုင်ငံရဲ့အလံလေးကိုရသွားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းပဲလာအိုနိုင်ငံရဲ့အလံလေးကိုလွယ်လွယ်ကူကူနဲ့ဆွဲပြပေးသွားတာဖြစ်ပါတယ်ရှင်ဒီသင်ခန်းစာလေးကိုထပ်ပြီးတော့လေ့ကျင့်ပေးဖို့အတွက်တောင်းဆိုပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်